Bruno Silva ကိုလည်းထိုးပြီးချန်ပီယံလောင်းရင်းရောက်နေပြသခဲ့တဲ့ဖန်ပရိသတ်များမင်္ဂလာများ Agri Martial Sport ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Bruno Silva ကိုလည်းထိုးပြီးချန်ပီယံလောင်းရင်းရောက်နေပြသခဲ့တဲ့ဖန်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ UFC Promotion မှာမြန်မာနိုင်ငံကိုစားပြုထိုးသက်ကစားနေတဲ့ချင်း Fighter လေး Joshua Ban ကတော့ပြိုင်ပွဲဖြစ်တဲ့ Brazil Fighter Bruno Silva ကိုအလဲထိုးနိုင်ယူပြီးချန်ပီယံလောင်း2ရဲ့အရေးရောက်နေပြသသွားခဲ့ပါတယ်UFC 316ရဲ့ Flyweight တန်းပွဲစဉ်မှာဖန်ကကိုယ့်ထက်ပိုပြီးအတွေ့အကြုံများပြီးအဆင့်သတ်မှတ်ချက်ပိုကောင်းတဲ့ Fighter ကိုအသာစီးထိုးတက်ပြီးအနိုင်ယူပြလိုက်တာပါဘန်ကတပွဲဆိုတပွဲလက်ရည်ကတိတလာကြီးတိုးတက်လာတာပါအသက်ကလည်း23နှစ်ပဲရှိသေးတာမို့လို့အများကြီးမျှော်လင့်လို့ရပါသေးတယ်ငယ်ငယ်နဲ့ဘန်က UFC လိုနေရာမျိုးမှာလုံးပြထားလိုက်တာတွေကမချီးကျူးပဲမနေနိုင်ပါဘူးပွဲအကြောင်းကိုပြောရင်တော့ဘန်ကသူ့ရဲ့လင်းမြန်နဲ့လက်သီးတွဲလုံးတင်နဲ့ပြိုင်မဲ့ Brazil Fighter ကိုဖိအားပေးထိုးတက်ခဲ့တာပါBruno Silva ကဘန်ကိုအောက်ခြေအပြင်းကန်ချက်တွေနဲ့အကဲဆန်းနေတာပါဘန်ကိုလက်သီးတွေနဲ့ဝင်ပေမဲ့ဘန်ရဲ့ကောင်တာပြန်လာတဲ့လက်သီးတွေကအတော်လေးကောင်းပါတယ်ဘန်က body shot နဲ့ဒီပွဲမှာ Bruno Silva ရဲ့မျက်နှာကိုပဲဦးတည်ပြီးတော့ထိုးတက်ခဲ့တာပါဘန်ရဲ့လက်သီးပါဝါကအရင်ပွဲတွေကထက်သေးသေးသာတိုးတက်လာခဲ့ပါတယ်ပထမအချိန်မှာ Bruno Silva တယောက်ပြုတ်ကျသွားခဲ့ပါတယ်ဒုတိယအချိန်မှာလည်းဘန်က Brazil Fighter ကိုလဲကျအောင်ထိကျက်ပြင်းပြင်းနဲ့ထိုးပြီးတော့အပေါ်ကနေတက်ခွာပြီးထိုးတက်ခဲ့တာပါတတိယအချိန်မှာတော့မူးနေပြီဖြစ်တဲ့ Bruno Silva ကိုဘန်ကလှိမ်မြန်တဲ့လက်သီးတွဲလုံးနေနဲ့ပွဲဖြတ်သွားခဲ့တာပါဘန်ရဲ့တိုးတက်မှုနှုန်းကတကယ်ကိုအမခမ်းပါပဲဒီပုံစံအတိုင်းသာဖြည်းဖြည်းမှန်မှန်ဆက်သွားမယ်ဆိုရင် Joshua Ban ဟာ Flyweight တန်းရဲ့ချန်ပီယံလောင်း2ဖြစ်ကိုဖြစ်လာနိုင်ပါတယ်ဒီနေ့တင်ဆက်မှုကတော့ပါပဲ UFC 1 Championship နဲ့လက်ဝဲအကြောင်းတွေကိုစုံလင်တင်ဆက်ပေးနေတဲ့ Agri Martial Sport Channel လေးကို like and follow လေးလုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ